Hi မင်္ဂလာပါဟိုင်မိုဒီနေ့ဒူနာဆန်ဝစ်လေးလှူစားကြည့်မှာပါပါဝင်တာကတော့ဒူနာကိုဆရာချာနဲ့မယောနီစ်နဲ့ရောပြီးတော့နေထားတယ်ပြီးတော့ spring mix လေးပါပါတယ်နောက်တစ်ခုကတော့တခွားသီးလေးထည့်မှာဖြစ်ပါတယ်ဆိုတော့ဟိုင်မိုနဲ့တူတူဒူနာဆန်ဝစ်လေးအိမ်မှာလိုက်လှူစားကြည့်ရအောင်เนาะဒူနာကိုတော့ဒီတစ်စိတ်ကလေးတော့ဟိုင်မိုသုံးထားတယ်ဆရာချာနဲ့တူတူနေထားတဲ့ဒူနာအကြည်လေးပေါ့နော်ပေါ်မောပေါ်မှာဒူနာအကြည်လေးတင်လိုက်တယ်ပြီးဆရာချာလေးနည်းနည်းထည့်တယ်ပြီးတခွားသီးလေးတွေကိုစလိုက်ပြပြပပလေးတွေဟိုင်မလှီးထားတယ်အဲ့ဒီပေါ်မှာ spring mix လေးတွေတင်ပြီးတော့တစ်ဖက်ကတ်မဲ့အချမ်းမှာ mayonnaise လေးထည့်တုပ်လိုက်တယ်ကဲအဲ့လိုပုံလေးပဲအများကြီးလုပ်မယ်ဟိုင်မိုနေထားတဲ့ဒူနာငါအကြည်ရလေmayonnaiseနဲ့ဆရာချာနဲ့ရောထားတာကိုကတကယ်လို့အဆက်မကြိုက်ဘူးဆိုလို့ရှိရင်တော့ငရုတ်စီကိုလျှော့ပြီးတော့နေပေါ့နော်ဟိုင်မိုကအသားကိုနေတော့ကလေဆရာချာနဲ့mayonnaiseကိုကိုကြိုက်တဲ့အရသာရအောင်တော့နေထားတယ်ပြီးတော့ပမုတ်ထဲတော့လေငရုတ်စီလေးထပ်ပြီးတော့အပေါ်ကနည်းနည်းလေးထပ်ဆန်းလိုက်သေးတယ်တရုံလုံးစားဖို့အတွက်ပြင်ဆင်နေတာဆိုတော့တယောက်ချင်းစီအတွက်စက်ကူလေးနဲ့အသေးချာလေး wrap ပြီးတော့ယူသွားပါမယ်ရှင်ဒီနည်းလေးကလေဟိုင်မိုအိမ်မှာမြဲတဲ့လုံစားနေကြခုတော့အားလုံးကိုလည်းကြွေးဖို့အတွက်ယူသွားတော့မယ် bye